ကျွန်တော်တို့လုပ်ငန်းတွေမှာပေါ့နော်ဒီစည်ရင်းသွင်းတဲ့စနစ်လေးတစ်ခုထည့်လိုက်တာနဲ့နောက်ွယ်မှာ data မှတ်တာတွေဒီလိုမျိုး dashboard ကနေပြီးတော့အလွယ်တကူစီမံခန့်ခွဲနိုင်တာတွေအကုန်လုံးရလာနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့စပြီးတော့ voucher ဖြတ်တဲ့အချိန်မှာဒီလိုမျိုး digital voucher စနစ်ပုံစံလေးနဲ့ဖြတ်ဖို့လို့အကြံပေးခြင်းပါတယ်ပေါ့နော်ဒီလိုဖြတ်လိုက်တာကနောက်ပိုင်းကိုလုပ်ငန်းကိုတခါတည်းအဝင်ခွင့်ချဖြစ်သွားစီမှာပေါ့နော်အဲ့တော့ဒီ dashboard လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအစိမ်းရောင်လေးနဲ့ app order ဆိုတဲ့ဟာလေးရှိတယ်နော်ဒီ app order ကိုနှိပ်ပြီးတော့ကိုယ်စီလာတဲ့ order မှန်သမျှကိုစီးရင်သွင်းပေးတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာဒီစနစ်တစ်ခုတည်းကိုဝင်လာနိုင်မယ်ပေါ့နော်အဲ့တော့ကြည့်အောင်ကျွန်တော်ဒီမှာnew order ပေါ့ Facebook ကပဲလာ Viber ပဲလာပေါ့နော်ဘယ်ကနေလာကျွန်တော်ဒါမျိုးတွင်းမယ်ပေါ့အဲ့တော့ expire date မှာတော့ကျွန်တော်ဒီနေ့လေးကိုရွေးလိုက်တယ်နာမည်က customer နာမည်ထည့်မယ်ပေါ့နော်select product ကတော့ကိုယ့်ရဲ့ရောင်းတဲ့ကုန်နဲ့ရောင်းကုန်နဲ့ပတ်သက်တဲ့ product တွေကိုတစ်ခါရေးထည့်ထားလဲရတယ်ဒါမှမဟုတ်လို့ရှိရင်အမေများတယ်ဆိုလို့ရှိရင်လည်း manual ထည့်လဲရတယ်ပေါ့နော်ဒါကဘယ်လိုလုပ်လို့ရတယ်ကျွန်တော်ကတော့ digital license ရောင်းတဲ့လူဆိုတော့digital license product တွေကိုတစ်ခါတည်းထည့်ထားလိုက်တယ်ပေါ့နော်အဲ့တော့ရွေးလိုက်တယ်ပြီးလို့ရှိရင်ဈေးနှုန်းပေါ့ကျွန်တော်ရောင်းတဲ့ဈေးနှုန်း9000ထည့်လိုက်တယ် status မှာတော့ကျွန်တော်တို့ကရောင်းပေးပြီးမှပေါချဖြစ်တာဖြစ်တဲ့အတွက်ပိတ်ပေးထားပါတယ် license key ဆိုတဲ့နေရာမှာတော့ customer ရဲ့မေးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဘက်ကထုတ်ပေးလိုက်တဲ့ license key တွေကိုဒီမှာတခါတည်းမှတ်ထားပေးလိုက်လို့ရတယ်ပေါ့ဒီနေရာမှာတော့ကျွန်တော်ကနမူနာလေးပဲရေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် license ရောင်းတဲ့လူတွေဖြစ်တဲ့အတွက် expiry ကအရေးကြီးပါတယ်အကျန်တဲ့လူတွေကတော့ဒီ customer ကို remind လုပ်ရမယ့် date တွေပါတယ်ထည့်ရင်လည်းထည့်ထားပါတော့အဲ့လိုမျိုးရွေးလို့ရပါတယ်တစ်နှစ်စာမို့လို့နောက်တစ်နှစ်ကိုရွေးလိုက်တယ်note တွေပါတယ်မှတ်ချင်လည်းမှတ်လို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးလေးစီးရင်သွင်းလိုက်တာဘယ်တော့မှမကြောက်ဘူးဒီစီးရင်သွင်းလိုက်တဲ့အတွက်ကျွန်တော် digital voucher စနစ်တစ်ခုလည်းရမယ်เนาะအဲ့တော့ပို့ပြီးတော့အဆင်ပြေသွားပါမဟုတ်ရင်လက်နဲ့ရေးတဲ့ voucher လည်းဒီလောက်တော့ရေးရတယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဒီမှာဒီတွင်းလိုက်တဲ့စနစ်လေးကို order လေးကို save လိုက်တယ် save လိုက်တာနဲ့ဒီမှာစီးရင်လာဝင်သွားပြီဒီမှာကြည့်အောင်အဲ့တော့ကျွန်တော်ကတော့ FB နဲ့စတဲ့ကုတ်နေပေါ့နော်ဒီမှာ voucher က Office 365နာမည်ကဦးစီနဲ့ဈေးနှုန်းတွေရော customer နာမည်တွေရောအကုန်ပါလာသလိုဒီ order ကိုဒီမှာ voucher ဖွင့်ပေးလို့လည်းရတယ်အဲ့တော့ voucher ထုတ်မဲ့ဆိုတော့ voucher ကိုနှိပ်လိုက်ဒီမှာကျွန်တော်ကြည့်အောင်ကျွန်တော်ရဲ့ sign နာမည်လေးနဲ့ invite နံပါတ်တွေရော date တွေရောပါတယ်ဒီဝယ်သွားတဲ့ item description တွေပါမယ် price ပါမယ် total ပါမယ်ပေါ့နော်ပြီးလို့ရှိရင် license key ဆိုတာခုနကျွန်တော်တို့ customer ရဲ့ Gmail နေရာလေးပေါ့ပြီးလို့ရှိရင် expire date လည်းပါပြီးသားအဲ့တော့ print ထုတ်မယ်ဆိုလို့ရှိရင်ဒီမှာ PDF file နေနဲ့ print ထုတ်လို့ရတယ်နောက်ပြီးကြတော့ PDF file နေနဲ့ print မထုတ်ဘူးဆိုလို့ရှိရင်လည်း share ရနေပြီးတော့မှ customer တွေရှိကိုထိုင်ရိုက်ပို့လို့ရသေးတယ်အဲ့တော့ printer ရှိတဲ့လူတွေက printer နဲ့စာရွက်ထုတ်မယ်ဆိုလည်းစာရွက်ထုတ်လို့ရတယ်အဲ့တော့ခုနကတွင်းလိုက်တဲ့စနစ်ကလေးခဏလေးအချိန်လေးပေးလိုက်တာနဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းထဲမှာဒါဘလောက်တော့မှအထောက်အကူဖြစ်သွားလဲဆိုတော့ပေါ့နော်နောက်တစ်ဆင့်အနေနဲ့ခုနကတွင်းလိုက်တဲ့ data တွေကျွန်တော်တို့က Google Sheet ထဲမှာလည်းတွားပြီးတော့တင်လို့ရတယ်အဲ့တော့ဘာလို့ဒီလိုတင်လို့ရတဲ့အတွက်ဘာတွေအကျိုးရှိသွားလဲဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ဒီပြီးတော့စည်ရင်းတွေကို manual လည်းပြန်ကြည့်လို့ရတယ်ခုနက dashboard မှာလည်းကြည့်ရမှာပဲနဲ့ manual လည်းပြန်ကြည့်လို့ရတယ်အဲ့တော့ dashboard ကတော့ဒီ Excel file တွေက data တွေကိုဆွဲပြီးတော့ပြတာပေါ့နော်အဲ့တော့ dashboard မှာပြင်တဲ့ဘိုင်းတွေကိုပြင်နေတယ်ဆိုဒီ Excel ထဲမှာဝင်ပြီးတော့ပြင်လို့ရတယ်အဲ့တော့ဒီဖုန်းနဲ့ပဲအကုန်အလုပ်လုပ်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒီမှာအဲ့လိုတွင်းထားရတဲ့အတွက်နေ့စဉ်လစဉ်အပတ်စဉ်ရောင်းအားတွေတည်နိုင်တယ်ရောင်းကြီးတွေတည်နိုင်တယ်ရောင်းအားပဲ item တွေရောင်းအားတက်တာတော့เนาะဘယ်ဘက်တွေမှာဆိုရောင်းအားတက်တော့ဒါမျိုးတွေအစားခွဲချမ်းစိတ်ဖြာလို့ရလာတာပေါ့နော်အဲ့တော့ voucher ကိုစာအုပ်နဲ့ဖွင့်နေတဲ့အချိန်မှာဒီလိုဟာလေးနဲ့ဖွင့်လိုက်တာကပို့ပြီးတော့ကိုယ့်အတွက်ရေရှည်မှာပို့ပြီးတော့အသုံးကျသွားတယ်ဒီအတွက်ကုန်ကျစရိတ်ရှိလားဆိုလို့ရှင်လည်းမရှိဘူးကိုယ်လုပ်ငန်းနဲ့ကိုင်းညီတဲ့ပုံစံကိုစဉ်းစားပြီးတော့ကိုခဲရဲ့ script ကိုသုံးဖို့ AI ကိုပြောလိုက်ရုံနဲ့ရမှာပဲဖြစ်ပါတယ်